ပုံမှန်လည်းအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like and share လေးနဲ့ကူညီပေးကြပါအောင်ဗျနော်တယောက်ချင်းစီ like and share လေးနဲ့ကူညီပေးကြပါဦးဒီဗီဒီယိုလေးကအများအတွက်ဒါအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နော်အထူးသဖြင့်ဒီဗီဒီယိုလေးကိုလေချောင်းကင်းစာသမားတွေနော်လေဘင်းကင်းစာသမားတွေအဆုံးထိကြည့်ဖို့ကျွန်တော်တိုက်တွန်းလိုပါတယ်နော်လေချောင်းကင်းစာသမားတွေလေဘင်းကင်းစာသမားတွေတို့ဒီဗီဒီယိုလေးကလုံးဝအကျိုးရှိမှသိကြပါတယ်နော်ကျွန်တော်တို့တော့ကြည့်လိုက်အောင်နော်ဟုတ်လားပဲခင်ဗျာညာတင်ပါပဲ6လပဲခံတယ်အဲ6လကတော့တွင်လည်းမှာ तू က2လနဲ့ပြောက်သွားတာ2လနဲ့ပြောက်သွားတော့တငယ်ချင်းရှိတယ် तू ကလေဘင်းမှာကင်ဆာလို့ပုံစံမျိုးဖြစ်လေဘင်းကင်ဆာတိုက်ယောဂပေါ့6လနေရင် तू တခုတည်းရန်ကုန်ဆေးရုံအိမ်မဲတူတော့မှာနော်ဘာသာဘူးတော့မပြောဘူးတမက်ပင်လို့ပါတော့ကြောက်အစုံမ तू လည်းကူတယ်မပြောက်ဘူးဘလူနေတော့မပြောက်ဘူး तू ကကင်ဆာ तू ကတရားတော့မယ် तू တွက်တယ်သူကတရားတော့မယ်သူတက်တယ်အဲ့ဒါနဲ့သူကဘယ်လိုခေါ်မလဲဆိုတော့သူ့လိုမရတဲ့ဆိုသူပြန်လာခဲ့တယ်ပြန်လာခဲ့ကြရက်ထားပေါ်မှာအဖိုးကြီးနဲ့အဖိုးကြီးနှစ်ယောက်ကတော့သူ့ကိုမြင်တဲ့ခါကျတော့စိုက်တမ်းမကြနဲ့တဲ့စိုက်တမ်းမကြနဲ့တဲ့ဒီသိမောဒီရဲ့အဖိုးဒီမောပင်ဖို့ပေါ့သိမောပင်အဖိုးပေါ့အဖိုးရဲ့အရွက်ကိုဒီမှာရပင်းမှာမီးအောင်ပြီးတော့ကလို့တမောပင်အဖို့အရွက်ကိုမီးအောင်လိုက်မီးအောင်ပြီးတော့ကနည်းနည်းလေးနုံအောင်နည်းနည်းနုံအောင်ကတတ်ထားလိုက်မှာပေါ့ကဟိုပြောမှဆိုလို့ရှိရင်တပတ်ညာတတ်ထားတယ်မှာသူတတ်တယ်ပြီးလို့ရှိရင်အဲ့ဒီအရင်ကိုညှက်ပါမယ်ဒီအဖို့အရွက်ကြီးကိုညှက်သားမယ်နောက်ပြီးလို့ရှိရင်အဖို့မှာအပွင့်လေးရှိအဲ့အပွင့်လေးတွေကြာငပိအဖူတယ်လေးနဲ့တော့စားတယ်အပွင့်စားမယ်အရွက်ကိုပတ်ပြီးအရင်လေးကိုပတ်အဲ့ဒီပင်လေးကိုအဲ့အဖို့ပဲရမယ်အဖို့မရမယ်အမမရအသီးလို့မရဘူးဒီကအဲ့ဒါလည်းသူကလုံးအဲ့လိုမျိုးလုံးနေနေကြာလာတော့ तू ကကောင်းလာတယ်ဟုတ်လားကောင်းလာသူ့ရဲ့လက်ပြားလေးဘာမှဖြစ်တော့အရင်တော့ကင်ဆာဆိုတဲ့တိုင်များ तू ကလုံးဝမနာဘူးနောက်တော့ तू ကနာမှန်းသိလာတယ်စိတ်နဲ့ तू နာလာသိလာတယ်အခုတော့ तू ကလုံးနဲ့ကောင်းပါပြီအခုလားအခုလုံးကောင်းပါပြီ तू ဘယ်နှလားလောက်စားရလဲဘယ်နှလားစား तू လည်း2လလောက်ပဲစားရက်60လောက်ရက်60လောက်ပဲစားတယ်သူများပြော6လဆိုတာအကင်ဆာသမားပြေးတယ်လောက်ပြောတာသူကရက်60လောက်ပဲစား60ရက်60ဆို तू ကဂွင်းလုံးချစ်ပဲ तू ကပြောဒါမဲ့ तू အဲ့ तू ကလာပြီးတော့ကိုယ်မလာပြီးတော့ခူးနေတော့ဟိုက်အသေးမရှိဘူးနဲ့အဲ့ဒါဒီဘာလို့ခူးတာလဲအရင်ချင်းနဲ့ငါအသေးရအောင်လိုချင်ဘူးတဲ့သူကအထီးကိုရှာတာတဲ့ဒီငါလည်းမအထီးပဲနေတပုံပဲပေါ့အထီးပဲနေမဖဲပါတကယ်ချင်းတဲ့ငါစားဖို့လေသူကပြောသူကပြောတာဆေးဘဝင်တော့နော်မော်နိုင်လည်းလက်မခံဘူးငန်းတရေလက်မခံဘူးရန်ကုန်လည်းလက်မခံဘူးတနက်ပင်ရပါလက်လျှော့လိုက်ဘိန်းတော့ပါလက်လျှော့လိုက်ဘယ်လိုမှမရတော့ဘူးအဲ့ဒီအပင်တပင်နာတိတ်ဆနေတယ်သူကနှစ်ပါးတော့သူကသူ့ဘဝကောင်းတာကြောက်ပါဘူးအစ်စေပဲဝတ်ဆောင်တာဒီ living ကိစ္စပထမတော့တာကုလို့မရတော့တဲ့နေလုံးဝမရတော့ဘူးသူ6လပဲခံမရတော့ဘူးသူမှလည်းမခံတော့ဘူး6လပဲခံမရတင်ပါပဲ6လပဲခံတယ်အဲ6လကတော့တွင်နေမှာ तू က2လနဲ့ပြောက်သွားတာ2လနဲ့ပြောက်သွားစပင်ကျွတ်တာကိုလုံးဝပျောက်တယ်ဆေးဘက်ဝင်တယ်ဒီအရွက်လေးကိုကျွန်တော်မိတ်ဆွေတို့တော်တော်များသိမယ်လို့ထင်တယ်ဆေးဘက်ဝင်တဲ့အပင်လေးခေါင်းမှာစပင်တွေအရန်ကျွတ်နေတယ်ဘောက်တွေအရန်ထနေတဲ့သူတွေအတွက်အရန်ကောင်းတယ်တချို့ကလည်းကြောက်တင်ပုံရွက်လို့ခေါ်တာမျိုးတွေရှိတယ်ကျွန်တော်မိတ်ဆွေစီမှာဘလို့ခေါ်လဲမသိဘူးဆေးဘက်ဝင်တဲ့နေရာမှာမိတ်ဆွေစီမှာဘလို့သုံးကြလဲဒီအပင်လေးကိုလည်းတစ်ဆုပ်စာလောက်နှုတ်ပြီးလေးတစ်ချံစင်အောင်ဆေးငရုတ်စုံထဲမှာထည့်ထောင်လိုက်ညအောင်အဲ့ဒီရလာတဲ့အကြည်ပေါ့နော်အရေရောအဖက်ကိုပါကျွန်တော်မိတ်ဆွေတို့အဲ့ဒီခေါင်းမှာပေါင်းထားပြီး15မိနစ်20လောက်ပေါင်းပြီးမှရေချိုးပုံမှန်လေးမိတ်ဆွေတို့လုပ်ပြီးစပင်ကျွတ်တာကိုလုံးဝပျောက်တယ်သွားတယ်မခိုင်ဘူးလှုပ်နေပြီဟာလားရေတောက်လို့စီလဲကျင်တယ်ဘာမှစားလို့မရဘူးအကယ်၍မကလာရွက်ကိုချန်ထဲမှာမစိခဲ့ဘူးဆိုရင်ပေါက်ပန်းပြူအခပေါက်ပန်းပြူခောက်ပေါက်ပန်းပြူခောက်ငါတာခောက်လိုက်ခောက်ပြီးတော့ရေစင်အောင်ဆေးပြီးတော့ရေညွန်းနဲ့ပြုတ်အပင်ခောက်ရေညွန်းနဲ့ပြုတ်တော့ငါတာပုံမှန်ငုံပဲခက်နွေလေးပုံမှန်ပဲငုံပြီးတော့ထွေးထုတ်ပေါက်ပန်းပြူအခါကိုရေစင်အောင်ဆေးပြီးတော့ငါသားငုံပေးပြီးသွားလို့ရှိရင်နည်းနည်းအေးမဆိုပြန်ထွေးထုတ်နည်းနည်းနွေးလေးပြန်ငုံတနေ့ကုန်ငုံညနေကျရင်သွားပြီပြန်ပြီးတော့အဲ့ဒီလှုပ်တဲ့ဟာတွေလည်းပြန်ခိုင်းတယ်နာတဲ့ဟာတွေလည်းပျောက်တယ်ကျင်တာတွေဘာတွေအကုန်သွားလို့ရတယ်ဒီမကလာရွက်အိမ်မှာမစိခဲ့ရင်ပေါ့နော်ပေါက်ပန်းပြူနဲ့လဲစိတ်ပြီးတော့ငုံလို့ရတယ်ဆိုတဲ့အကြောင်းကိုရီးမားတွေအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်ဒီဗီဒီယိုလေးကို like and share လေးနဲ့ကူညီသွားခဲ့ပြီเนาะတခြားမတွေ့တဲ့လူတွေလည်းတွေ့အောင်လို့ပေါ့เนาะဒီဗီဒီယိုလေးကလုံးဝအကျိုးရှိမှသိကြပါတယ်ကိုရီးမားတွေနောက်ွယ်ပြန်เนาะကျွန်တော်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြမှာဗျ